Hani bajo sakuja ni gada be. Sakuja yen barazika jama ja suviro. To shuvan joye yo the gali. Todo gomare. Ma bizongo. Kama pipse yo. Chipare. Ku joye yo the gali yo again. ကြည့်တတ်ကြပါသည်ဒီနေ့25ရက်နေ့ဘုန်းကြီးတွေဓမ္မစရိယာတန်းဆောင်ပွဲဖြေရမယ့်နေ့နော်မဖြေခင်တည်းကကိုရော်တွေကကြိုပြီးတော့ပြင်ဆင်ထားကြပါတယ်စာခိုးချဖို့အတွက် Viber group တွေမှာနော်အသေးအံဝင် join နေကြတာပေါ့ဗျာနော်အဲ့ဒါတော့နှစ်တိုင်းလုပ်နေကြပါနှစ်တိုင်းလဲခိုးချနေကြနော်ခိုးချဖို့အတွက်လဲနော်စာတက်ပေတက်နော်စာတက်ပြီးသားဘုန်းကြီးတွေကိုယ်တိုင်က group ထောင်ပြီးတော့လုပ်နေတယ်ပတ်စံနဲ့တော့လုံပုံတော့မရပါဘူးပတ်စံတောင်းပြီးမှ group ဝင်ဆိုပြီးတော့တောင်းတာမျိုးတော့ဖြစ်ပုံမရဘူးဒါပေမဲ့ခိုးချတာတော့ခိုးချတာပဲနော် Viber group ကကျွန်တော်မနေ့ကတင်တော့မန်ပါ400ကျော်လောက်ပဲရှိတယ်အခုက1000တောင်ကျော်သွားပြီကဲအဲ့တော့ဘွဲတွေရလာတယ်ဘွဲတွေရလာတဲ့ဘွဲတွေကခိုးချတဲ့ဘွဲတွေဆိုဘယ်လိုလုပ်ကြမလဲနော်ဆိုတော့ကျွန်တော်ဒီစာခိုးချတာနဲ့ပတ်သက်ပြီးတော့ပါရာဇိကကြမကြပါဘောနော်အဲ့ဒါလေးဗီဒီယိုလေးကျွန်တော်အဟောင်းလေးပြန်တွေ့လို့အဲ့ဒါလေးဖွင့်ပြပါမယ်ပါရာဇိကကြတာလို့မကြတာလို့ဖြစ်နေတာပေါ့โอเคပါမကြဘူးပဲထားပါတော့နော်မကြဘူးပေါ့ဒါပေမဲ့လိန်နဲ့အမှုတော့မြောက်တယ်လိန်နဲ့အာဘတ်တော့တင်တာပေါ့ဆိုတော့ဒီခိုးဖြေလို့ရထားတဲ့ဘွဲကြီးကိုသုံးနေသမျှကာလပတ်လုံးလိန်နေတာပဲအဲ့တော့အဲ့တစ်ချိန်လုံးလိန်နဲ့အာဘတ်တော့တင်နေပါပဲနော်ဘာကြောင့်အဲ့လိုမျိုးတွေခိုးဖြေကြတယ်လဲဘာကြောင့်ဘွဲကိုအတင်းအာရမလိုချင်ကြတယ်လဲမကြိုးစားပဲနဲ့ဆိုတော့တက္ကမတွေကြောင့်လည်းပါတယ်ဘုန်းကြီးဆိုရင်အကျင့်သီလကိုမကြည့်ဘူးဘွဲရှိမှဘယ်ဘွဲရနော်ဘယ်လိုဓမ္မစရိယနော်တရားဟောဓမ္မကတိကနော်ဘွဲတွေကိုသူကကြည့်ပြီးတော့လှူကြတာတက္ကမတွေကအဲ့တော့ဘုန်းကြီးတွေမှာလည်းလက်လာပါလိုချင်တော့ဘွဲကိုမရမကယူကြတယ်မကြိုးစားချင်တော့ခိုးချကြတယ်ဒါပါပဲနော်အဲ့တော့ကျွန်တော်တို့တပ်ဘုန်းကြီးစာအုပ်ထင်းရလို့ပဲနော်အများစုကအဲ့ဒီစိတ်ရှိကြတယ်အဲ့စာအုပ်ထင်းရလို့စာအုပ်ကတော့မဖတ်ဘူးရင်တော့ရှားဖတ်ကြည့်ပေါ့ဆရာသိန်းဖေမြင့်ရေးထားတာနော်တပ်ဘုန်းကြီးအရင်ခေတ်ကသူတို့ခေတ်ကဘုန်းကြီးတွေအကြောင်းရေးထားတာပါဒါပေမဲ့ဒီခေတ်မှာလည်းခုချိန်ထိရှိနေသေးပါပဲနော်ဘွဲတွေကိုနော်လက်လာပါအတွက်ရအောင်လုပ်ကြတယ်ရလာတော့ငွေတွေကင်လာကြတယ်နော်သုံးလာကြတယ်အနောက်မိမကိစ္စတွေပါလာတယ်ပေါ့နော်အဲ့လိုတွေပေါ့ရှိတာပဲအခုလဲအများကြီးပဲဘုံကြီးပေါက်စနော်ဥပဇင်ပေါက်စာလေးတွေဆိုလို့ရှိရင်အများသောအားဖြင့်ရီးစားကိုစီနဲ့နော်ရီးစားကိုစီနဲ့ပါရာဇိကကြတဲ့ကိစ္စလုံးမလုံးကတော့တချို့လဲလောက်ကောင်းလုပ်လိမ့်မယ်တချို့လဲလှုပ်ချင်မှလုပ်လိမ့်မယ်ဒါပေမဲ့ရီးစားကိုစီနဲ့နော်အဲ့လာတွဲတဲ့မိန်းမတွေကလည်းဒါမျိုးမှရှာတွဲတာဆိုတာရှိသေးတယ်အဲ့လိုမျိုးပေါ့စာတော်တဲ့ဥစဉ်လေးတွေဘာလို့ကတ်တာပြီးရင်စာတော်တဲ့ဥစဉ်လေးဆိုတာမျိုးကကြတော့စာတော်လို့ဘွဲတွေဘာတွေရနာမည်တွေဘာတွေကြည့်ဓမ္မဂရိကတွေဘာတွေဖြစ်သွားရင်သူတို့ကတွဲထားကတ်ထားတော့ငွေရှန်တယ်လေဒါကိုကြည့်ပြီးကတ်ကြတဲ့မိန်းမတွေကလည်းရှိနော်ဆိုတော့အဓိကဘာကြောင့်ဒီလိုကိစ္စတွေဖြစ်တယ်လဲဆိုတော့အရင်စစ်လိုက်တော့ဘုန်းကြီးတွေငွေကိုင်းတဲ့ကိစ္စပဲဘုန်းကြီးဆိုတာယဟန်ဆိုတာကျိုးကြံချွေတာမဲ့ဟာ哦နော်ငွေတွေကင်ပြီးတော့ပေါ်တီလော်တီတထေးကြီးလို့လုပ်နေတော့ငွေလိုချင်တဲ့မိန်းမကတ်တာပေါ့ဟုတ်လားငွေလိုချင်တဲ့မိန်းမငွေမတ်တဲ့မိန်းမဒီဘုန်းကြီးစီကငါကန့်ရမှာပဲဆိုပြီးကတ်တာပေါ့ငွေလိုချင်တဲ့မိန်းမအဲ့တော့မြတ်စွာဘုရားတားခဲ့တယ်လို့သာနော်ပစ္စည်း၄ပါးနဲ့နော်ကိုယ့်ကိုတရားအားထုတ်ပြီးတော့ကိုတရားပဲကိုလုံနေမယ်ဆိုလို့ရှိရင်ပိုင်ဆိုင်မှုမရှိရင်ဘယ်မိန်းမမှလာမကပ်ပါဘူးဒါအမှန်ပဲပိုင်ဆိုင်မှုမရှိရင်မိန်းမဗျာထားပါတော့မိန်းမဘုန်းကြီးတစ်ပါးလာကပ်ပြီဆိုတော့ဒီမိန်းမအကျင့်ပါလဲဆိုတာကျွန်တော်တို့မြင်လို့ရပြီဗျာအဲ့တော့ဘုန်းကြီးတစ်ပါးကြည့်လိုက်တယ်ငွေမရှိသူ့ဟာသူတရားသူလုပ်ပြီးချိုးချံချွေတာတဲ့ဘုန်းကြီးတစ်ပါးကို
ဘယ်မိမမှလာမကတ်ပါဘူးသူကသူတမာရီရှိတဲ့ဘုံကြီးကိုကျင်တရားကောင်းတဲ့ဘုံကြီးကိုလာကတ်လို့လည်းမရဘူးလေမကတ်ဘူးဘာလို့ကတ်လဲကတ်တဲ့မိမတွေကငွေလိုချင်လို့ဒီဘုံကြီးမှာငွေပေါ်တယ်ဒီဘုံကြီးတွေဘယ်လောက်တက်နိုင်တယ်ဒီဥစဉ်တွေဘယ်လောက်တက်နိုင်တယ်ဘယ်လောက်ရှိတယ်ငွေဘယ်လောက်ဝင်နေတယ်တလားနော်ဘယ်လောက်ရနေတယ်ဆိုတာမြင်လို့ကိုကတ်တာအဲ့တော့မိမတချို့မိမတွေကြတော့ဘယ်လိုလဲဆိုတော့ရီးစားရယ်လို့လဲသူကထုတ်မပြခြင်းဘူးလေတဖုံကြီးဆိုတော့ထုတ်ပြလို့လည်းရမှာမရတာဘူးထုတ်ပြစရာလည်းမလိုဘူးဒါပေမဲ့သူ့အတွက်လည်းကောင်းကောင်းသုံးကောင်းကောင်းစားတာငွေရတယ်အဲ့လိုမျိုးပေါ့တချို့ဘုံကြီးတွေကြတော့လေငွေရှိပြီးတော့ဒီလိုကိစ္စတွေမှာငယ်တဲ့ဝတ်တဲ့ဘုံကြီးတွေဆိုလို့ရှိရင်လေငွေတော့ရှိပါရဲ့ဒီလိုကိစ္စတွေမှာအတွေ့အကြုံကမရှိတော့မိမတယောက်ချဲလဲတယ်များခံနေရတာလေရှိတာပဲနော်အဓိကတော့ငွေကင်တာပေါ့ဗျာငွေကင်တယ်ဟိုဖုန်းကြီးကမချမ်းသာသင့်ဘူးလေဖုန်းကြီးဆိုတော့မချမ်းသာသင့်ဘူးနော်ချမ်းသာတယ်ဆိုတော့သူ့ကိုတက္ကရာမတွေလှူတဲ့ပစ္စည်းလေးပါရှိတယ်နော်ပြီးပြီဆိုလို့ရှိရင်သူ့အတွက်ဟိုတရားကျင့်ကြံဖို့နော်ဒီဓမ္မကိုလိုက်စားဖို့အတွက်လုံလောက်တဲ့ဝတ္ထုရှိပြီဆိုရင်ရပြီဘုန်းကြီးကမချမ်းသာသင့်ဘုန်းကြီးမချမ်းသာတဲ့ဆိုတော့ဘုန်းကြီးတွေကပြောဦးမယ်ငါတို့မင်းတို့ကျတော့လူတွေရဲ့ချမ်းသာလို့ရတယ်ငါတို့ကမချမ်းသာဘူးလားမချမ်းသာဘူးလေကျတော့ဟာလားဝိပ္ပိဆိုကြတဲ့ကသာသနာ့ဘောင်ဝင်ပြီဆိုကြတဲ့ကဗုဒ္ဓကျွန်တော်တောထွက်တော့ဘာလုပ်ခဲ့လဲအရှင်သားစည်းစိမ်ကိုတော့စွန့်ခဲ့တာနော်ဟိုဘယင်ဖြစ်မဲ့ဘယင်စည်းစိမ်နန်းစည်းစိမ်ကိုတော့စွန့်ခဲ့တာအခုဘုန်းကြီးတွေကြတော့ဘုန်းကြီးဝတ်မှဟိုချမ်းသာကိုလုပ်မယ်ဆိုတော့ဘုန်းကြီးတွေကရှိနေတာတိုက်ကြီးနဲ့နေရဖို့ကားကောင်းကောင်းစီးရဖို့အဲ့ဓာတွေကလွဲနေပြီဗျာဟုတ်လားအဲ့ဓာတွေကလွဲနေပြီအဲ့တော့အဓိကအရင်စစ်တော့ငွေပေါ့ဗျာနော်ဘုန်းကြီးတွေမှာငွေပေါ်တယ်ငွေကိုင်းနိုင်တယ်ကားကောင်းကောင်းစီးနိုင်တယ်တိုက်အကောင်းစားကြီးနဲ့နေနိုင်တယ်ကျောင်းတိုက်အကြီးနဲ့နေနိုင်တယ်ဆိုလို့ရှိရင်မိန်းမတွေကတော့လာကပ်ဖို့လောက်ကြမှာပဲအဲ့တော့ကိုယ့်အကူတာကြည်ရှောင်ကြနော်စာခိုးချတာနေအဲ့ဘက်ရောက်သွားပြီစာခိုးချတာလည်းအရင်စစ်လိုက်တော့ဒါပဲပေါ့ဗျာနော်လက်လာပါများများလူကျင်တာငွေများများလူကျင်တာနော်ဟိုဝယ်တူးကုန်လူကောင်းကောင်းရထားမှလူကြီးညိုခံရတာဒါကြောင့်လေဒီဟာကိုမရမကခိုးဖြေကြတာပေါ့လေနော်စိုးဝါးတွေပါပဲနော်စိုးဝါးတွေပါပဲယဟန်တပါစာခိုးချရင်ပါဠိကကြမကြဆိုတဲ့အပိုင်းလေးကိုပြောလိုပါတယ်ကျွန်တော်အနေနဲ့ကတော့ယဟန်တပါစာခိုးချတာကပါဠိကမကြဘူးလို့ယူပါတယ်။ဘာကြောင့်လဲမြတ်စွာဘုရားရှင်ကတိုင်းပြည်ကဘယင်ကိုမိရငွေကြီးဥစ္စာပမာဏအနေဆုံးမိမြခိုးရင်ခုမှုမြောက်၍ထောင်ချ၍ရပါတယ်လေဆိုပြီးတော့မြတ်စွာဘုရားရှင်ကမေးတာဒီအချိန်မှာတိုင်းပြည်အုပ်ချုပ်တဲ့ဘယင်ကနေရောမှရှင်ဖေဟာတပည့်တော်တို့ဓမ္မထက်ပိုတဲ့ဥစ္စာကိုခိုးရင်ခိုးမှုမြောက်ပြီးတော့ထောင်ချလို့ရပါတယ်ဆိုပြီးတော့ဒီလို၆တင်တာအဲ့ဒီအခါမှာမြတ်စွာဘုရားရှင်ကဓမ္မခိုးရင်ပါဠိကကြသည်ဆိုပြီးတော့အဓိကဓမ္မကိုယူတာမဟုတ်ဘူးထောင်ကြခြင်းခိုးမှုမြောက်ပြီးထောင်ကြခြင်းမကြခြင်းကိုအဓိကယူတာလူတွေကအရင်ကိုအဖျားလုံးနေတယ်အဖျားကိုအရင်လုံးနေတယ်နော်အဲ့ကြတော့ဒီစာခိုးချရင်တိုင်းပြည်မှာဒီဟန်တော်ဘာကိုထောင်ချလို့ရသလားထောင်ချကြသလားထောင်ချတဲ့ဥပဒေကိုစာခိုးချလို့ထောင်ချတဲ့ဥပဒေကိုရှိတာမရှိဘူးဒီအတွက်ကြောင့်ယဟန်ကပါဠိကကြစီတဲ့ခိုးမှုမျိုးကိုကျူးလွန်တာမဟုတ်ဘူးထို့တော့ရှိကဂျိုးကြီးပြောသားသလိုပဲယဟန်တော်ဘာကဟလာဒီရကောင်းမှုလို့တာပေါ့ဒီအတွက်ကြောင့်မိမိအမှန်တကယ်စွမ်းဆောင်နိုင်တဲ့အကြီးရှင်းမြဝတ်နဲ့ဟလာဆိုလာပြောတဲ့ဒီဘောလက်မတ်ဒီအောင်လက်မတ်ဒီရတာမျိုးပဲဖြစ်တဲ့နဲ့ဆက်ပြောရရင်ရှုစံပြီးဒီထဲမှာတွေ့ရပါတယ်ရင်ခက်ကဓမ္မမဟုတ်ဘူးအဲ့ဒီတော့ဓမ္မကရွှေဘလောက်သာငွေဘလောက်သာကြီးဘလောက်သာအဲ့ဒါရဲ့ဒီဘုံတပုံကိုဓမ္မလို့တုံးလုံးခေါ်ကြတာပေါ့အဲ့ဒီအတွက်ကြောင့်
ကုလက်ရှိရွှေစည်းငွေစည်းတွေနဲ့တိုင်းတာပြီးတော့ဘာကြီးကကြမကြကိုဆုံးဖြတ်နေကြတယ်သူတို့ကဒါလမ်းတော့တိတ်မကြဘူးအဓိကရှေ့မှာလည်းပြောပြီးပြီအနေစိုးပမာဏဘလောက်ခိုးရင်ခုမှုမြောက်ပြီးထောင်ချလို့ရတယ်လေအဲ့ဒီတော့အခုမြန်မာနိုင်ငံမှာ9000ခိုးရင်ခုမှုမြောက်ပြီးတော့ထောင်ချလို့ရသလား1000ခိုးရင်ခုမှုမြောက်ပြီးထောင်ချလို့ရသလား3000ခိုးရင်ခုမှုမြောက်ပြီးထောင်ချလို့ရသလားဒါနဲ့သွားမှာနော်ခုလက်ရှိရွှေစည်း350ကျော်မလို့3သိန်းလောက်ခိုးမှရဟန္တာဘက3သိန်းလောက်ခိုးမှခုမှုမြောက်ပြီးတော့ဗာတိကကြတယ်လို့ယူတာကလမ်းမကြဘူးဘလောက်ခိုးရင်ခုမှုမြောက်တယ်လေမြတ်စွာဘုရားရှင်ကခုမှုမြောက်ပြီးထောင်ကြတာကိုအဓိကယူတာထောင်မကြရေးယဟန်နေထောင်မကြရေးအဓိကကတော့နော်အဲ့ဒီအတွက်ကြောင့်အနေဆုံးပမာဏအဲ့ဒီခက်ကအဲ့ဒီငွေကြီးတမခိုးရင်ခုမှုမြောက်တယ်ခုမှုမြောက်ပြီးတော့ထောင်လဲချလို့ရတယ်ဒါအဲ့ဒီခက်ကငွေကြီးအတိုင်းတာနဲ့အခုခေတ်ငွေကြီးအတိုင်းတာနဲ့ဘယ်လောက်ခိုးရင်ခုမှုမြောက်တယ်ရွှေလေးတွေငွေလေးတွေကြီးလေးတွေတော့တွက်မနေနဲ့နော်အဲ့ဒါလေးပြောလို့ရတယ်နောက်တစ်ခုယဟန်နေဘာကြောင့်စာဖိုးချတယ်စာခိုးချကြတယ်ဆိုတော့ကြော်ကြီးကပြောတော့ပါတယ်ပတ်စာငွေကြီးကိုင်းနေကြလို့ဟာတဲ့နော်ငွေကြီးကိုင်းနေကြလို့ပါဒီနေရာမှာနောက်အနေနဲ့ထပ်ပြီးတော့ဖြစ်ပြီးတော့ပြောချင်တာကငွေကြီးအပြင်ယဟန်နေဒီပီဝေပီဖန်အကောက်နော်ဒီမျိုးစုံနဲ့ဝင်းဒီကိုလက်တလုံးကြလှုပ်ပြီးတော့ကန်ဆောင်နေတာလေအတူတူပါပဲစဉ်းစားကြည့်ပါဒီပီဆိုတာငွေကြီးပါပဲပြောရရင်တော့ငွေကြီးရဲ့ဓာတ်တီးပေါ့နော်ဒီငွေတို့ကြီးကိုတနေရာနဲ့တနေရာဟိုခင်းဝေးသွားတဲ့ခါမှာတဲဆောင်သွားနေကြတယ်မလို့ဘူးဒီတဘောပဲဒါပေမဲ့အဲ့ဒီမိမိရဲ့ကီပီအကောင့်လေးကိုရောက်လာတဲ့ကိန်းကနန်းတွေကငွေကြီးမပေးသွင်းမဲနဲ့ကိန်းကနန်းတွေကရောက်မလာဘူးအကြစကားရောင်းကစားစကားနဲ့ပြောရရင်ကီပီဆိုတာငွေကြီးရဲ့လက်သေးပါပဲဖေးဝိုင်းတော့ဝိုင်းမှာအနှုတ်မရှိလို့ရသေးပြားတွေထုတ်ကြတယ်လူတိုင်းကဒါကိုငွေကြီးအဖြစ်တတ်မှတ်ပြီးတော့လက်ခံကစားကြရတယ်နောက်ဆုံးဝိုင်းသိမ်းတဲ့အချိန်မှာဟာလာဒီရသေးကတ်ထူပြားဆိုကြပါစို့ကတ်ထူပြားတွေကိုပြေးထားတဲ့ဒူရှိမှာပြန်လဲယူလို့ရတယ်ကစားနေစဉ်အတွင်းမှာတော့ဒီကတ်ထူပြားတွေခဏပို့တကုတ်ကုပလတ်စတစ်ပြားတွေဟာငွေကြီးအနေနဲ့တတ်မှတ်ပြီးတော့သုံးဆက်ကြတာကီပီဆိုတာကတော့ကီပီဆိုတာဂိမ်းကနန်းလေးတွေလို့မပြောနဲ့ဂိမ်းကနန်းလေးတွေကဲထားတာပါဘုံတော့မှသူ့ဟာနဲ့သူရှိတာပါမပြောနဲ့ပြောလို့မရဘူးငွေကြီးကဘာလို့မအပ်ထားလဲခရရှင်ကလူတွေကရှေ့မှာလည်းပြောခဲ့ပြီးအရင်ကိုအဖျားလုပ်ခဲ့အဖျားကိုအရင်လုပ်တဲ့ငွေကြီးအိုင်ရင်ကာမကုံအဲ့လိုငွေကြီးအဲ့လိုရှိလို့ရှိရင်အရက်ဝတ်တောက်လို့ရတယ်မကောင်းမှုတွေလက်စားလို့ရတယ်ဟာလာမျိုးစုံလုပ်လို့ရတယ်ကာမကုံအာယုန်ဒီကိုလူတွေလင့်တဲ့ခုသုံးဆောင်လို့ရင်သုံးဆောင်လို့ရသလိုဖះရှင်ကငွေကြီးကိုယဟမြမကန်ရမသုံးဆွဲရမตายရဆိုပြီးတော့ကြည်ညာခဲ့တာကီပီရောကီပီနဲ့ရဲဝယ်လို့မလွယ်ဘူးလားမကောင်းတာလိုက်စားဖို့မလွယ်ဘူးလားဟာလားအများသူငါကိုဟာလားစောနာပြောတယ်မိဘတွေညီကိုထောက်ပံ့လို့မရဘူးလားပတ်စံထောက်ပံ့တာမှဒူးမြင့်ချင်းပြိုမြင်အောင်မယ်ကီပီကကိန်းကလန်းလေးတောင်းဆိုပြီးသွားပြီဝက်ထက်ပွန်လာပြီဝက်ထက်တို့ထုတ်ယူတော့လူတော်မသိဘူးနော်ကီပီတို့ဝစ်ပီတို့ဘဏ်အကောင့်တွေလည်းအတူတူပဲဟာဒါဆက်ကိုကြီးပဲမလုံးနဲ့အဲ့ဒါမှကိန်းကနန်းနဲ့ကိုထုတ်ယူရင်ထုတ်ယူလို့ရတယ်နော်အဲ့လိုကန်ဆောင်နေပြီဆိုတော့ယဟန်နေလေကြော်ကြီးအနေနဲ့ခဲ့ပြောတဲ့နဲ့ငွေကြီးပဲဖြစ်ဖြစ်ကီပီပဲဖြစ်ဖြစ်ကီပီဆိုတာလည်းငွေကြီးဖြစ်တဲ့ကြောင့်ဝေပီဆိုတာလည်းငွေကြီးပါပဲဘဏ်အကောင့်ဆိုတာလည်းငွေကြီးပါပဲနော်မြတ်စွာဘုရားရှင်ကငွေကြီးကိုနောက်ဆုံးတစ်ထစ်ချော့တဲ့အနေနဲ့ကပ္ပိယကာရကနဲ့အာဆက်ဆက်အလှခံပြီးအာဆက်ဆက်သုံးဆွဲမဲ့ဆိုရင်တော့မြတ်စွာဘုရားရှင်ကခွင့်ပြုခဲ့တယ်။နော်ကပ္ပိယဆိုတာဘာလို့လဲကပ္ပိယကာရကဆိုတာဘာလို့ထားတာတော့အဓိကတက်တည်နော်လူပဲရဟန်းကို
အတွက်ပစ္စည်းလေးပါအတွက်လှူတာပဲဒါပေမဲ့ငွေကြေးကိုကပ္ပိယကာရကရှိမှထားတယ်ဒါကပ္ပိယကာရကရှိရမှာယဟန်ကပြန်ပြီးတော့ဟလာပစ္စည်းလေးပါကိုပြန်ပြီးအလှခံရတာအဲ့ဒီအတွက်ကြောင့်ယဟန်ဘာအလှခံနေဆိုတာဒီကပ္ပိယကာရကတိကိုတိတယ်အခုဆို KB အကောင့်တွေလောက်ထားတယ် WeB အကောင့်တွေလောက်ထားတယ် bank အကောင့်တွေလောက်ထားတယ်ကဲထားပါတော့ KB အကောင့်လောက်ထားတယ်ကိန်းကနန်းနေရှိတယ်အကျတပင်းဟိုဆိုင်အောင်သွားဝယ်လိုက်တယ်တိုင်တဆိုင်သွားဝယ်လိုက်တယ် KB နဲ့ down ဆိုရိုးလိုက်တယ်ဘဒူးစီတို့ကြားထဲမှာတက်တည်မရှိဘူးတက်တည်မရှိဘူးဘူးပြီးတဲ့ထုံကြီးလည်းပေါင်းမယ်နော်နောက်ဆုံးဆက်ပြီးတော့ပြောရလို့ရှိရင်ယဟန်နေအတွက်ဖုန်းတက်ပလက် iPhone iPad မျိုးစုံမအပ်ဘူးနော်မလူကောင်းနဲ့မလူအပ်တဲ့အလှမခံကောင်းနဲ့အလှမခံအပ်တဲ့အချက်တွေထဲမှာနော်ကာမရာဂစိတ်ကိုလူကြွစီတဲ့နေရန်စီးပကြီးရုပ်ပုံကားကြပပူဓာရီဟာမလူအပ်ဘူးယဟန်ကလည်းအလှမခံအပ်ဘူးဖုန်းနေတက်ဘလက်တွေ iPad တွေလူနေကြတယ်ယဟန်တွေကလည်းကိုင်းထောင်သုံးဆွဲနေကြတယ်နော်သုံးဆွဲတဲ့အပေါ်မှာမူတည်တယ်ဆိုတဲ့စကားမျိုးမပြောနဲ့သုံးဆွဲတဲ့အပေါ်မှာမူတည်တယ်ဆိုတဲ့စကားပြောမယ်ဆိုရင်တစ်ခုဝင်ပေးလိုက်မယ်အနာဂတ်တီးပြီးပြီကအနာဂတ်တီးပြီးသွားတဲ့ယဟန်ကလည်းဒီဖုန်းတွေတက်ဘလက်တွေတော့ကိုင်းထောင်သုံးဆွဲမှာမဟုတ်တော့ဘူးသိကြတယ်ဒါနော်တော့ကြပါဒီ TV ဆိုရင်ကိုကိုင်းဆောင်ဘဒုံဆိုတော့ဘောင်းဆိုအမှန်အထားအမှန်အစားထားကာမစိတ်ကိုနိုးကြွသေးတဲ့နေရန်စီးပကြီးရုပ်ပုံကားချက်တွေကမအပ်ပါဘူးဆိုအဲ့ဒါရုပ်ပုံအသေးနော်ဖုန်းတို့တက်ဘလက်တို့ iPad တို့ကရုပ်အရှင်လည်းကြည့်လို့ရတယ်ရုပ်အသေးလည်းကြည့်တယ်ဟိုကတပုံးဆိုတပုံးနဲ့မှဒါကမျိုးစုံကြည့်လို့ရတယ်ဖျားချင်းကငွေကြီးပဲတတ်မှတ်ခဲ့တာပါ KB ကိုမတတ်မှတ်ခဲ့ပါဘူးဖျားချင်းကရုပ်ပုံကကြက်ဟာပကြီးပပုပဲတတ်မှတ်ခဲ့တာပါဖုန်းကိုမတတ်မှတ်ခဲ့ပါဘူးမပြောနဲ့နောက်ပေါ်ဟာတွေကိုအရင်ကဘာတွေနဲ့အလားတနာတူလဲဆိုတဲ့ဟာနဲ့ဝီနီကိုတတ်မှတ်တာနော်အဲ့ကြတော့ဖုန်းတို့တက်ဘလက်တို့ကနာကာမပုံအာယုံကိုလူးကြွစေတဲ့နေရန်စီးရုပ်ပုံပကြီးကကြက်တွေနဲ့အလားတနာမတူဘူးလား KB ကငွေကြီးနဲ့အလားတနာမတူဘူးလားအဲ့ဒီအတွက်ကြောင့်နော်တော့ကျိုးကန်ကျိုးကြီးပြောမယ်ဆိုရင်ငွေကြီးကန်လို့ငွေကြီးကန်တဲ့ယဟန်နေငွေကြီးကန်နေကြလူဆိုတာထက်ငွေကြီးကြီးပြီးဝစ်ပြီးဘန်ကောက်တင်ကန်ကြတဲ့ယဟန်နေလို့ပြောရင်တော့လက်ခံပွဲအားရှိတယ်နော်ဒီနေရာမှာတခုပြောချင်တာကငွေကြီးကန်နေတဲ့ KB ကန်ဆောင်ထားတဲ့ဝစ်ပြီးကန်ထားတဲ့ဘန်အကောင့်တွေရှိနေကြတဲ့ဝင်းကြီးဆောင်ဟုကြွကြော်မနေသောယဟန်များကိုကျွန်တော်အနေနဲ့ဘာမျှချွင်းချက်မရှိမပြောလိုပါပြောစရာမရှိပါဝင်းကြီးဆောင်ဟုကိုအမွန်တင်အော်နေသောယဟန်များကိုသာအတိကရိုးလူတယ်